လီနာလိနာဟာမမျှော်လင့်ပဲရုတ်တရက်နိုးလာတဲ့အချိန်မှာသူမရဲ့နှလုံးခုန်တန်းကမြန်လာပါတယ်သူမရဲ့ဘေးမှာတော့ထူးဆန်းတဲ့အောင်ရံတစ်ကောင်ရှိနေပါတယ်ကြောက်လန့်သွားတဲ့လီနာကထွက်ပြေးဖို့စူးစမ်းခဲ့ပေမဲ့ထွက်မပြေးခင်မှာပဲအဲ့ဒီအလိန်ကသူမကိုအားပြင်းပြင်းနဲ့ဖိထားလိုက်ပါတယ်လီနာကအားကုန်တိုက်ခိုက်ပြီးလွတ်မြောက်ဖို့စူးစမ်းခဲ့ပေမဲ့ဘာမှမအောင်မြင်ခဲ့ပါဘူးအလိန်ကသူမကိုပို့ပြီးတင်းတင်းဖိလာပါတယ်ဖိအားကအရန်ပြင်းလုံးလို့နောက်ဆုံးမှာလီနာဟာမေ့လဲသွားပါတယ်ခဏကြာပြီးပြန်နိုးလာတဲ့အချိန်မှာတော့အလိန်ကမသွားသေးပဲသူမနားမှာပဲရှိနေပါသေးတယ်ဒါပေမဲ့ဒီတစ်ခါမှလီနာကထူးခြားတဲ့အရာတစ်ခုကိုသတိထားမိသွားပါတယ်အဲ့ဒီအလိန်ကသူမလုပ်တယ်လို့လှုပ်ရှားမှုတိုင်းကိုလိုက်တူပါနေရဲဆိုတာပါပဲလီနာကလက်ကိုရွှေ့လိုက်ရင်အလိန်ကလည်းလိုက်ရွှေ့ပါတယ်သူမကခြေတလန်းလှမ်းလိုက်ရင်အလိန်ကလည်းတူတူလှမ်းပါတယ်ဒီအခါမှာလီနာကတိသွားပါတယ်ဒီအလိန်ဟာသူမကိုမိမစ်လိုက်တူကိုလုပ်နေရဲဆိုတာပါပဲဒီအခွင့်အရေးကိုအသုံးချဖို့လီနာကဆုံးဖြတ်လိုက်ပါတယ်သူမကတဖြည်းဖြည်းနဲ့သူမရဲ့ backpack စီကိုလှမ်းသွားပါတယ်အလိန်ကလည်းသူမရဲ့လှုပ်ရှားမှုကိုတိတိကျကျလိုက်တူပါနေပါတယ်လီနာကအိတ်ကိုဖွင့်ပြီးအတွင်းကနေ white phosphorus bomb တစ်လုံးကိုထုတ်လိုက်ပါတယ်ပြီးတော့တဖြည်းဖြည်းနဲ့အလိန်ရဲ့လက်ထဲကိုအဲ့ဒီဘုံကိုထည့်ပေးလိုက်ပါတယ်ဒါပေမဲ့သူမရဲ့လက်ကအလိန်ရဲ့လက်ကိုထိလိုက်တဲ့အချိန်မှာပဲထူးဆန်းတဲ့အရာတစ်ခုဖြစ်လာပါတယ်အလိန်ရဲ့ကိုယ်ခန္ဓာကတဖြည်းဖြည်းပြောင်းလဲလာပြီးနောက်ဆုံးမှာတော့လီနာနဲ့အတူတူပုံစံဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာပဲအမှန်တရားကိုသိလိုက်ပါတယ်ဒီအလိန်ကလူသားရဲ့ကျင်းစားကိုချက်ချင်းကူးယူနိုင်တဲ့စွမ်းအားရှိပါတယ်လီနာကအရန်အံ့ဩသွားပေမဲ့အခုအချိန်မှာအရေးကြီးဆုံးကဒီနေရာကနေလွတ်မြောက်ဖို့ပါပဲဒါကြောင့်သူမကဘုံရဲ့ safety pin ကိုဖြုတ်လိုက်ပြီးအမြန်ဆုံးထွက်ပြေးသွားပါတယ်ခဏကြာမှာတော့ white phosphorus ဘုံကလောင်ကျွမ်းသွားပြီးအလိန်ကိုချက်ချင်းမီးလောင်စေလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလီနာက lighthouse ထဲကနေအောင်မြင်စွာထွက်ပြေးနိုင်ခဲ့ပါတယ်လီနာလိနာဟာမမျှော်လင့်ပဲရုတ်တရက်နိုးလာတဲ့အချိန်မှာသူမရဲ့နှလုံးခုန်တန်းကမြန်လာပါတယ်သူမရဲ့ဘေးမှာတော့ထူးဆန်းတဲ့အောင်ရံတစ်ကောင်ရှိနေပါတယ်ကြောက်လန့်သွားတဲ့လီနာကထွက်ပြေးဖို့စူးစမ်းခဲ့ပေမဲ့ထွက်မပြေးခင်မှာပဲအဲ့ဒီအလိန်ကသူမကိုအားပြင်းပြင်းနဲ့ဖိထားလိုက်ပါတယ်လီနာကအားကုန်တိုက်ခိုက်ပြီးလွတ်မြောက်ဖို့စူးစမ်းခဲ့ပေမဲ့ဘာမှမအောင်မြင်ခဲ့ပါဘူးအလိန်ကသူမကိုပို့ပြီးတင်းတင်းဖိလာပါတယ်ဖိအားကအရန်ပြင်းလုံးလို့နောက်ဆုံးမှာလီနာဟာမေ့လဲသွားပါတယ်ခဏကြာပြီးပြန်နိုးလာတဲ့အချိန်မှာတော့အလိန်ကမသွားသေးပဲသူမနားမှာပဲရှိနေပါသေးတယ်ဒါပေမဲ့ဒီတစ်ခါမှလီနာကထူးခြားတဲ့အရာတစ်ခုကိုသတိထားမိသွားပါတယ်အဲ့ဒီအလိန်ကသူမလုပ်တယ်လို့လှုပ်ရှားမှုတိုင်းကိုလိုက်တူပါနေရဲဆိုတာပါပဲလီနာကလက်ကိုရွှေ့လိုက်ရင်အလိန်ကလည်းလိုက်ရွှေ့ပါတယ်သူမကခြေတလန်းလှမ်းလိုက်ရင်အလိန်ကလည်းတူတူလှမ်းပါတယ်ဒီအခါမှာလီနာကတိသွားပါတယ်ဒီအလိန်ဟာသူမကိုမိမစ်လိုက်တူကိုလုပ်နေရဲဆိုတာပါပဲဒီအခွင့်အရေးကိုအသုံးချဖို့လီနာကဆုံးဖြတ်လိုက်ပါတယ်သူမကတဖြည်းဖြည်းနဲ့သူမရဲ့ backpack စီကိုလှမ်းသွားပါတယ်အလိန်ကလည်းသူမရဲ့လှုပ်ရှားမှုကိုတိတိကျကျလိုက်တူပါနေပါတယ်လီနာကအိတ်ကိုဖွင့်ပြီးအတွင်းကနေ white phosphorus bomb တစ်လုံးကိုထုတ်လိုက်ပါတယ်ပြီးတော့တဖြည်းဖြည်းနဲ့အလိန်ရဲ့လက်ထဲကိုအဲ့ဒီဘုံကိုထည့်ပေးလိုက်ပါတယ်ဒါပေမဲ့သူမရဲ့လက်ကအလိန်ရဲ့လက်ကိုထိလိုက်တဲ့အချိန်မှာပဲထူးဆန်းတဲ့အရာတစ်ခုဖြစ်လာပါတယ်အလိန်ရဲ့ကိုယ်ခန္ဓာကတဖြည်းဖြည်းပြောင်းလဲလာပြီးနောက်ဆုံးမှာတော့လီနာနဲ့အတူတူပုံစံဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာပဲအမှန်တရားကိုသိလိုက်ပါတယ်ဒီအလိန်ကလူသားရဲ့ကျင်းစားကိုချက်ချင်းကူးယူနိုင်တဲ့စွမ်းအားရှိပါတယ်လီနာကအရန်အံ့ဩသွားပေမဲ့အခုအချိန်မှာအရေးကြီးဆုံးကဒီနေရာကနေလွတ်မြောက်ဖို့ပါပဲဒါကြောင့်သူမကဘုံရဲ့ safety pin ကိုဖြုတ်လိုက်ပြီးအမြန်ဆုံးထွက်ပြေးသွားပါတယ်ခဏကြာမှာတော့ white phosphorus ဘုံကလောင်ကျွမ်းသွားပြီးအလိန်ကိုချက်ချင်းမီးလောင်စေလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလီနာက lighthouse ထဲကနေအောင်မြင်စွာထွက်ပြေးနိုင်ခဲ့ပါတယ်